ဖြစ်တဲ့သူကိုရည်ရွယ်မှလို့တို့ရင်တွေလွမ်းသချင်းဆိုမယ်ပတောက်ပေါ်ကချိုးမတက်လေဒီနေ့တိုင်းမမေ့နိုင်လွမ်းတဲ့ချယ်ရီမြေကုန်းမြင်စီမခွေပတောက်ပန်းနဲ့ချယ်ရီတနေ့စီပွင့်ချစမြဲခွေလူတကားပဲညူညူဆွဲတဲ့ပတောက်ပတောင်းမလေးမိုးရွာတိုင်းဆွေရောက်လာခွေယူရတာလေသူမေမောလို့တို့ရင်တဲ့ဖြေရခက်တယ်လေဘယ်ညိုကြမုန်းတာလဲခွေပြန်မေးချင်စမ်းတဲ့ချီရဲ့ဒီရဲ့မလွမ်းစေမဖြစ်ဘူး